မပြေးပါဘူးကိုကိုရဲ့ ဘာကိုကိုလဲဒီစင်နဲ့ဒီစင်ကိုဗျာကိုကိုလို့ခေါ်စရာလား ဟုတ်တာစိတ်ဆိုးရလေစိတ်ဆိုးပါဟုတ်တာပဲအမေကလေအမေရွေးနေဟိုမတကမောင်လေးပေါ့မောင်လေလောက်လိုက်ပြောင်းကုန်လား ဟုတ်မောင်လေးလို့ပြောတာပါဟိုတို့ကလေနှလုံးသားနုတော့ပါဇက်ကຫນွယ်စုဆိုးရတာအကျင့်ပါနေလို့ပါ ဟုတ်ပါတယ်နော်ဖြည့်ပေးပါနော်လို့ ရှုပ်ပါတယ်ဘသူမှဖြီမပေးနိုင်ဘူး အကိုကြီးရဲ့အဲ့လိုတော့မလုပ်ပါနဲ့ဖြည်းဖြည်းပါကျမတို့ဒီဘာလေးလက်တွေကလည်းတအားကိုနာနေပြီဟိုကဖြုတ်နေတာဘာတွေလားမသိဘူးတအားလဲကြိုက်တယ်သိလားဟိုပြောရင်ဒီလေးရမ်းပေါက်ချင်လို့ပါဘယ်တော့မှထွက်မပြေဘူးသိလားဘယ်ရောက်လို့ရောက်နေမှတော့မသိဘူးဘယ်ထွက်ပြေးရမှာတော့ဟိုအကိုကြီးကြာလေရမ်းကိုသဘောကောင်းမဲ့ပုံနော်သဘောကောင်းမဲ့ပုံလေသဘောကောင်းမဲ့ပုံပြောလိုက်ပါဦး ပါတယ်ဟိုကိုကိုမင်းတို့ကလေကိုကိုလိုလူမျိုးကိုရှာနေတာတကယ်ရောသိလားကိုကိုကလေမင်းတို့ယောက်ျားရင်းလို့ဆိုအရင်ကတခြားစီပဲသိလားမင်းတို့ယောက်ျားရဘာမှမသုံးဆောင်လို့မရဘူးကိုကိုလုံးတော့သိလားအဲဒါကြောင့်မလို့လေဟိုမင်းတို့ကလေကိုကိုလိုမတကယ်သွေးသမီးလို့တကယ်မဲတဲတဲရောလေဟိုတကယ်ကိုတဲမဲကိုညိုချိုးချောတယ်ခံကြရောလေမင်းတို့ကအာကိုချင်တာမင်းတို့လေဟိုမင်းတို့လေဟိုကြိုးဖြီးပြီးလို့ရှင်လေမင်းတို့ဘယ်မှမပြေးပါဘူး စချမပြေဘူး ပြီးတော့အားလုံးကလေကိုကိုနဲ့ပဲနေမယ်စိတ်ကူးတယ်နော် အဲ့လို တကယ် တကယ်လားတကယ်လား တကယ်ပြောတာနော် အော်ကိုကိုဆောဘာမှမတော် သေးကြပြီလား သိကြပါရဲ့နော်ကို တေး ကို ကြပါတယ်ကိုကိုရဲ့တေးကြပါတယ်မောင်လေးရဲ့ နော်ကိုကိုနော် ဒီမှာပဲနေတော့မှာ နော်လို့ ကြိုက်သွားပြီကြိုက်သွားပြီအဲ့တိုင်းဖြစ်ရမယ်နော် ကိုကိုချက်တော့ပြောလိုက်တာကိုကိုချက်ကိုရေးကြည့်တာ အကုန်လုံးကြိုးဖြီပေးလိုက် ဟေးဘာဖြစ်နေကြလဲဘာဖြစ်နေကြလဲငါတို့မိန်းမတွေပြောင်းနေလို့ဟဲ့ ကြောက်နေတာရှာမနေတာပါပါ ဘယ်ပေါ့တော့ လက်ဖက်သွားမှလဲဓမြဘူးဘုံမီးသူရောက်ပါသွားတာ ပူပြီးတော့ရောအဲ့နောက်တစ်ယောက်တင်နေနောက်တစ်ယောက်တင်နေနော်အဲ့ဥက္ကရာမိမနောက်ယောက်ျားရှိသေးတာ အေး လား ဘောငါနဲ့မညာခင်လေဓမြဘူးနောက်တစ်ယောက်လာလို့မေးတာကွာ မဟုတ်ပါဘူးဓမြဘုံပြီးဆိုအမဟုတ်ပါဘူးဘုံမောသည်ဖြစ်ပါလေ နာမည်ကအရေးကြီးတာခင်ဗျားတို့မိန်းမတွေပါတော့အရေးကြီးတာကဲယူပြီးပြော အေးဟုတ်တယ်ငါမိမပါသွားတာရေးကြည့်တယ်ငါမိမပါသွားတာရေးကြည့်တယ်ဟုတ်ပါရဲ့ဗျာဘုံမောသည်နဲ့ဆိုရင်တော့ငါမိမအပြိုကြီးပြက်ရချီရဲ့ ဟာမင်းမအပြိုမမဟုတ်တာကွာပြက်စရာအပြိုရင်ရှိသေးလို့ ဟဲ့ငါမိမလို့ကြောင်းကြောင်းကြမဟုတ်ဘူးကွာ ဟိုမှာငါမင်းမလို့စေးစိမ်ပြီးတော့တေးအောင်လုပ်ထားတာမဟုတ်ဘူးကွာ ဟဲ့တော့ကြသားပါကွာ ဟုတ်တယ်ဗျာခင်ဗျားတို့လည်းစကားများပါလားမိမတွေကိုတွက်ခဲ့ပါလားတော်ကြမောင်ပြီးမဲလာတော့မှာဗျာ မောင်နာပဲပြောမဲတာကိုထဲပဲပြောမင်း မဲတာတမျိုးကကဲဘလို့သွားခဲ့ကြမှာလဲပြော ထော်လာကြီးတော့ငါသွားမှာပေါ့ ဖုံနဲ့တော့ကြိုတိသွားမှာဗောဗျာကျွန်တော်ပြောတာလူတွေလက်နဲ့ဒီမှာစုပြီးသွားမှာဖြစ်မှာဟိုကဓမြဘုံလေဗျာ ရွာသားတွေကိုအကုန်ခေါ်ပြီးသွားမယ်လေကွာ နေပါဗျာလိုက်ကြတော့ဟုတ်ပါပြီဘုံမိုးကြီးကကျုပ်တို့လိမ့်စာနဲ့ဖုန်းနံပါတ်ပေးထားတာမှမဟုတ်တာဘယ်ကိုလိုက်ကြမှာလဲ ဟဲ့သိတယ်တိချာချာကြည့်ပြီးတိချာချာကိုရိုက်ထားတာဟောဒီပါကြည့်ဟာဒါဆိုမင်းသိတယ်ဗောသိတယ်မင်းတော့ကလည်းရေလေးတောက်လိုက်ရေလေးတောက်လိုက်ရေလေးတောက်လိုက် ကိုရတုတ်ပေးလိုက်ပါဦး ဘလို့လိုက်တာတော့ရန်ကုန်မှာကိုကိုကပါဦးဟဲ့ ကိုရဲ့လက်မောင်ကြီးတွေကလေအပူအထစ်ကြီးတွေနဲ့တကယ်ကိုအားကိုးချင်စရာကြီးပါ အားရှိမလားစားကို ကိုကလေ ကိုရစားလိုက်အားရှိလားအဲ့လိုလက်မောင်းနဲ့ကြည့်ရအားရှိမလားစား ကိုကလေယူပါတာသူကြတာမူစာရမ်းကြိုက်တယ် ဟုတ်တယ် ယူပါတာသူကြတာလို့ ကိုလမောင်ကြီးနေရလေအားကိုလို့ရပါတယ်လို့ သိပေးပြီ